ဒါကဘလို့လက်နဲ့အမျိုးစားလဲဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့ J20 ကိုပြော့တိုက်လေယာဉ်မှာကျွန်တော်တို့အလေတက်ရဲ့ပင်မာ90မြွန်းတိုက်လေယာဉ်ဖြစ်ပြီးပြေတွင်းထုတ်အစိပ်ပိုင်း95ရာခိုင်နှုန်းကျော်အသုံးပြုထားပါတယ်ပြေတွင်းထုတ် West 15 engine ကိုတက်ဆင်ထားပြီးဒုတိယမျိုးဆက် Active Phased Array Radar ပါဝင်ပါတယ်ထုတ်လန်နိုင်စွမ်းကီလိုမီတာ400အထိရှိပါတယ်ကိုပြောက်ဆေးတုပ်ထားတဲ့ကုန်ချစေခါရွှေနဲ့တန်ဖို့တူပြီးတစည်းလျင်ထုတ်လုပ်မှုကုန်ချစေ UN 940တန်ကန်ရှိပါတယ်ကမ္ဘာ90မြင်တိုက်လေယာဉ်တွေထဲမှာတန်ဖိုးနဲ့စွမ်းဆောင်ရည်အလိုက်ဖက်ဆုံးဖြစ်ပြီးအဆင့်8မှာရှိပါတယ်ဒါကဘလို့လက်နဲ့အမျိုးစားလဲဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့ Y20 မဟာပြုရာမြောက်ထဲယူပို့ဆောင်ရေးလေယာဉ်မှာတန်ချင်း220အဆင့်ရှိအကြီးစားထဲယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီးပြေတွင်းထုတ် West 20 engine ကိုအဆင့်မြင့်တင်တက်ဆင်ထားပါတယ်တွန်းအားကီလိုနျူတန်100ခန့်ရှိပြီးလောင်စာစီစားသုံးမှု18ရာခိုင်နှုန်းလျော့ချနိုင်ပါတယ်ကုန်တန်ကန်ဟာ Type 99A ပင်မတိုက်ပွဲဝင်တင်ကားနဲ့ကိုက်ညီပြီးဘေးတိုလိုင်းယွန်စနစ်နဲ့ data ချိတ်မှုစနစ်သစ်တွေပါဝင်ပါတယ်တစည်းလျင် UN 1 billion မှာ1.4 billion ခန့်ရှိပြီးနိုင်ငံခြားရောင်းဈေးမှာနေဆအထိရှိနိုင်ကအဆင့်9မှာရှိပါတယ်ဒါကဘလူးတဟန်မျိုးစားလဲဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့ DF41 တိုက်ချင်းပစ်ပေးထေတုံးချေပါနိုင်ငံတို့ရဲ့အရေးပါတဲ့လက်နက်ထိပ်ပြီးဖိတ်ခံနိုင်စွမ်းကီလိုမီတာ3500ရှိကတကဘာလုံးကိုလွှမ်းခြုံနိုင်ပါတယ်ဖြန့်ထိုင်းမှုအမြန်နှုန်းမှာ March 20ရှိပြီးနျူကလ িয়ার ထိပ်ဖူး10ခုအထိထည့်ဆောင်နိုင်ပါတယ်ထိပ်ဖူးတစ်ချီဟာ TNT တန်ချိန်3သိန်းနဲ့ညီညွတ်ပြီးဘေး16ဘီတာအထူးနဲ့လက်ရာဖျံဖိတ်ခံနိုင်ပါတယ်ထိုလိုမှုကုန်ကျစရိတ် UN 1 billion မှာ1.4 billion ခန့်ရှိပြီးအမေရိကန်ရဲ့အလားတူတုံးချေတွေထထိုးဖောက်နိုင်စွမ်းပိုကောင်းကအဆင့်8မှာရှိပါတယ်ဒါကဘယ်လိုလက်နက်အမျိုးစားလဲဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့ Type Hero 52ဖြစ်တင်ပေါ်ပါချုပ်နိုင်ငံရဲ့ပင်မ Aegis တိုက်ပွဲဝင်တင်ပေါ်သူပြီးအပြည့်တင်ဆောင်ပါကတန်ချိန်9000ရှိပါတယ်ဒုံးချေပစ်ခတ်မှုစနစ်64 unit ပါဝင်ပြီး Type 346A Phased Array Radar တက်ဆင်ထားပါတယ်ကီလိုမီတာ4လအကွာမှာလေခေါင်ပစ်မှ900ကိုတပြိုင်နက်ထောက်လှမ်းနိုင်ပါတယ်တစည်းလျင် UN 3.5 billion မှာ4 billion ခန့်ရှိပြီးတိုက်ပွဲဝင်နိုင်စွမ်းဟာ Type 055ရဲ့90ရာခိုင်နှုန်းရှိကအဆင့်4မှာရှိပါတယ်ဒါကဘယ်လိုလက်နက်အမျိုးစားလဲဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့ Type 055တန်ချိန်တောင်းကြီးဖြတ်တင်ပေါ်မှာလေအင်တင်တင်ဘောရအဆောက်ရှာတင်ဘောထွေပြီးအပြည့်တင်ဆောင်ပါကတန်ချိန်တောင်းတော့မရှိပါတယ်ဒုံးချိတ်ပစ်ခတ်မှုစနစ်112 unit နဲ့ dual band radar ပါဝင်ပါတယ်ပြစ်မှတ်2000အထိထောက်လှမ်းနိုင်ပြီး Y21 အတန်းထက်မြတ်နဲ့ဒုံးချိတ်ပစ်ခတ်နိုင်ပါတယ်တစည်းလျင် UN 6 billion မှာ 6.5 billion ခန့်ကုန်ကြပြီးပစ္စည်းစုံတက်ဆင်ပါက UN 10 billion ကျော်ကအဆင့်4မှာရှိပါတယ်ဒါကဘယ်လိုလက်နက်အမျိုးစားလဲဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့လီအောင်နင်လေရင်တင်တင်ဘောပါကျွန်တော်တို့နိုင်ငံရဲ့ပထမဆုံးလေရင်တင်တင်ဘောဖြစ်ပြီးအပြည့်တင်ဆောင်ပါကတန်ချိန်6090ရှိပါတယ် G15 တိုက်လေရင်24စီးနဲ့ဟဲထိုက်ရင်6စီးတင်ဆောင်နိုင်ပါတယ်ပြန်လည်တည်ဆောင်မှုကုန်ကျစရိတ် UN 20 billion မှ22 billion ခန့်ရှိပြီးလေရင်တင်တင်ဘောဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံဖြစ်ကအဆင့်3မှာရှိပါတယ်ဒါကဘယ်လိုလက်နက်အမျိုးစားလဲဒါကလို့ကျွန်တော်တို့နိုင်ငံရဲ့ရှန်ဒုံးလေရင်တင်တင်ဘောပါကျွန်တော်တို့ကိုယ်တိုင်ဒီဆောက်တဲ့ပထမဆုံးလေရင်တင်တင်ဘောဖြစ်ပြီးအပြည့်တင်ဆောင်ပါကတန်ချိန်6500ရှိပါတယ်လေရင်36စီးတင်ဆောင်နိုင်ကလေအောင်နင်ထတ်90ရာခိုင်နှုန်းပိုမိုစွမ်းဆောင်နိုင်ပါတယ်ပင်လယ်ဝင်နိုင်စွမ်း45ယွန်ကြာတာဝန်ထမ်းဆောင်နိုင်ပြီးစနစ်အစုံမှပြည်တွင်းထုတ်ဖိကတန်ဖိုး UN 26 billion ရှိပါတယ်လေအောင်နင်နဲ့ပေါင်းဆက်ပြီးအဆင့်1မှာရှိပါတယ်ဒါကဘယ်လိုလဲနဲ့အမျိုးစားလဲဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့ Fujian လေရင်တင်တင်ဘောပါကျွန်တော်တို့ကိုယ်တိုင်တည်ထွင်ထားတဲ့အစစ်မင်ဆုံးလေရင်တင်တင်ဘောဖြစ်ပြီးအပြည့်တင်ဆောင်ပါကတန်ချိန်8000ကျော်ရှိပါတယ်လေဆယ်ထောင်ဖြစ်မှုစနစ် EMA အောက်တက်ဆင်ထားပြီးတရက်လျင်လေရင်အကျဉ်းနေလား90အထိပြည့်လွတ်နိုင်ပါတယ်လေရင်90ကျော်တင်ဆောင်နိုင်ကကျွန်တော်တို့လေတိုက်ရဲ့အကျိုးတင်တတိပေးလေရင်လိုအပ်ကိုဖြည့်ရှိပေးပါတယ်ကုန်ကြစီ UN မှစီဘီလီယံကျော်ရှိပြီးကမ္ဘာထိပ်တန်းလေရင်တင်တင်ဘောစာရင်ဝင်ကအဆင့်1မှာရှိပါတယ်